ဒီဥလေးဝယ်ထားတဲ့လူတွေပြောပြမယ်သိတာဒီဥလေးကလေကျမလည်းတော့သူတို့ပေါ့နော်သူတို့လုပ်ပြီးသွားရင်သူတို့တော့ပို့တာမဟုတ်ဘူးတဲ့ဒီမှာချက်ပေါ့အောင်တဲ့ဒီမှာတို့တော့အောင်တဲ့နော်ဒါရသူတို့ဖြတ်အောင်တဲ့ဒီဘက်ချမ်းမှာနော်ဒီလိုမျိုးပေါ့အောင်တဲ့ပြီးတော့မှဒီလိုမျိုးပေါ့တဲ့ကဲနော်မှတ်ထားလိုက်ကြအောင်ဟေးမှတ်ထားလိုက်ကြအောင်ပြီးတော့မှဒါပြန်ရွေးမှာလားဟဲ့ကုံလို့တင်ရကြည့်မသိဘူး तू ကအဲ့လိုပုတ်ခိုင်းတာပဲကျမကိုအဲ့လိုမျိုးပေါ့တဲ့ဒါကိုယူပြီးသွားရင်ဒီတိုင်းတက်ပုတ်လိုက်ရင်တဲ့ကွက်မယ်တဲ့ကွက်လားဟောတုံးလိုက်ကြီးဖြစ်သွားတာပေါ့နော်မညီဘူးပေါ့ဒီလိုလေးပြန်ပုတ်ဒီဘက်ချက်မှာပြုတ်လဲထွက်သွားအောင်မယ်ကျမကပြုတ်ထွက်တော့မယ်အဲ့လိုမျိုးဖြတ်ပြောတာပြန်ပေါ့တဲ့ပြီးရင်လက်ပါလဲလက်တစ်ချောင်းနဲ့မပုတ်ရဘူးတဲ့မငြိမ်ဘူးတဲ့နော်နှစ်ချောင်းနဲ့ပုတ်ရမယ်တဲ့ကျမပြောရမဟုတ်နော် beauty blogger တွေပြောရရှင်တို့ရှိလားမပေါ်ရင်မမြင်ပါဆိုလို့ကျမလာပြန်ပြောပြရနှစ်ချောင်းနဲ့ဒီလိုမျိုးယူပြီးဒီဘက်မှာပြန်ပုတ်ပုတ်ပြီးတော့မှပြန်ရှုံလိုက်တဲ့အလုပ်တွေဟဲ့လှဖို့အရေးနော်အဲ့လိုမျိုးပုတ်ပါတဲ့ဒါဒီဥလေးဝယ်ထားတဲ့လူတွေပေါ့နော်ဟောကဲငါစိတ်မရှိတာလေသူเนี่ยအဟုတ်ပဲသူပြောရတယ်ဟုတ်တယ် plan อ่ะလွယ်တယ်ဟေ့သူပြောလို့ပဲလို့မှန်တယ်သူမှန်တယ်သူလက်ခံရမယ်သူဟုတ်ပြီလားဒီမျက်လုံးသားလေးဒါဒီလိုမျိုးလေးပေါ့နော်လက်ထိတ်ကလေးနဲ့အဲ့လိုလို့တဲ့သူပြောနော်ပြင်တစ်ခါလေးလိုလေးလို့ပေါ့နော်ဟုတ်တယ်လွယ်တယ်တိတ်တယ်မကုန်ဘူးဟဲ့ဟုတ်တယ်လာသွားပြီညံလိုက်တာဘလို့လာပါရောကဲသဘောပေါက်ပြီလားဒီလိုယူဒီလိုပေါက်ပြီးမှဒီကိုသွားဒီကိုယူပြီးတော့တခါရဲမသွားနဲ့မိမကြီးဖြစ်ရတယ်တော်တော်ဆလန်းရှုပ်တယ်မိတ်ကလာကိုလင်းချင်လို့လိမ့်လို့မရအောင်ဗကံမောစဘဝဲခိုင်းနဲ့ဒီဘက်မှာစေးကြည့်တယ်ကွာအမိုင်မှာရှာဝဲဒါပဲ